အားလုံးကိုကျေးဇူးတင်ပါတယ်အခုချိန်မှာကျွန်တော်တို့နတ်မော်ကနဲ့ဒီမငယ်လေးများရဲ့ရှမ်းရိုးရာကလည်းဖြောပြသွားမှာဖြစ်ပါတယ်ဒီတဲ့အချိန်မှာကျမတို့ primary ကလေးငယ်များကျမတို့မော်လကင်သေးက primary ကလေးငယ်များရဲ့ Christmas dance ယတနာဖြိုးတို့အဖွဲ့ဖြစ်ပါတယ်ဘောနော်သူတို့ရဲ့ကပြခြင်းကိုကျမတို့ပြန်ပြီးတော့ရှုစားရမှာဖြစ်ပါတယ်ဒီ Christmas dance ကိုကျွန်တော်ချစ်ခင်လေးစားပါတော့ကျွန်တော်ရဲ့ဦးကိတင်ကလည်းအလူတော်ငွေကိုပါဝင်ပြမတောင်းဆိုထားတဲ့အရာတွေဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်ရဲ့ကလေးငယ်များကိုအားပေးခြင်းအပြင်အလူတော်ငွေများကိုပါဝင်နေကြတော့မြေပပြည်သူများကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဘုရားသခင်ထံမှအကောင်းကြီးများခံစားကြရပါစေဒီညကျမတို့အရန်အောဖွဲ့ကောင်းတယ်ဗောနော်အရန်ကိုမင်္ဂလာရှိရဘာလို့လဲဆိုကျမတို့ရခိုင်အကပဒေတာကိုလည်းရိုးရာနဲ့လာကတာကိုလည်းကျမတို့မြင်တွေ့ရတယ်အဲ့လိုပဲကျမတို့ရခိုင်ဒေကကျမတို့ဟာသတရုပ်ဆောင်နဲ့ရောက်နေပါတယ်လို့သိမကြခင်ငထွန်းဖြစ်ပါတယ်သူကနေပြီးတော့ကျမတို့ရခိုင်တချင်းလေးနဲ့ကျမတို့ကိုလည်းဖြိုးပြသွားပါအောင်မယ်အဲ့ဒါကြောင့်မို့ကျမတို့အားလုံးကျမတို့ဒီညအစီအစဉ်အဆုံးထိကျမတို့ပါဝင်ပေးဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်အခုချိန်မှာညီမငယ်တွေကိုလက်ခုပ်တီးပြီးတော့ကြိုဆိုကြပါစို့พี่น้องเฮาจะได้เลยมาโฮม
จากใดให้มาสูงขึ้นใหญ่ยอดซื้อเจอพี่น้องใดอย่าไว้ใจเห็นให้ใดหายลายคือใดพี่น้องเขาจากใดดีเหตุให้สิ่งจึงได้เป็นใดดีเหตุให้สิ่งจึงได้เป็นใดနားလေလားဒီရှမ်းမလေးကပြသွားတဲ့အကကတော့တဲ့သူတို့ဒီနှစ်တစ်ကူကြုံစော်တဲ့အကဖြစ်တယ်တဲ့ဒါကြောင့်ကျမတို့ရဲ့နေ့စဉ်နဲ့အများကျမတို့အသက်တာမှာကျမတို့အသက်ရှင်ခွင့်ရတာဒါဟာကျမတို့စဉ်းစားစရာဖြစ်တယ်ကျမတို့ရဲ့အသက်တာအထက်မှာကျမတို့နေ့တိုင်းမင်္ဂလာဖြစ်သွားဖို့အရေးကြီးတယ်ကျမတို့ရဲ့အသက်ရှင်တဲ့နေ့တိုင်းနှစ်တစ်ကလည်းကျမတို့သိမကြခင်ရောက်ရှိတော့မှာဖြစ်ပါတယ်ဒီနှစ်တစ်မှာလည်းကျမတို့မင်္ဂလာဖြစ်ဖို့အရေးကြီးပါတယ်ကပြဖြိုပြသွားတယ်ရှမ်းမလေးအားလုံးကိုပဲအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဒီညကျွန်တော်ပြောပြီးစပယ်ရှယ်ညဖြစ်ပါတယ်လို့အခုတော့မှအများကြီးကြံပါသေးတယ်တန်းစီလိုက်လာမှဖြစ်ပါတယ်နောက်ဆုံး modern show အထိကျွန်တော်အားလုံးအားပေးကြရအောင်ကျွန်တော်ကပြဖြိုပြသွားတဲ့နတ်မော်ကနဲ့သမီးငယ်လေးများကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အခုကျွန်တော်ဆက်လက်ပြီးမိုးလေကင်ကကလေးတငယ်များရဲ့ခရစ်စမတ်ဒန်စာကကိုပြန်လည်ကြည့်ရှုကပြဖြိုပြသွားဖြစ်ပါတယ်ဒီခရစ်စမတ်ဒန်စာကကိုကျွန်တော်ချစ်ခင်လေးစားရပါတော့ကျွန်တော် OK တင်ကနဲ့အလူတော်ငွေကိုပါဝင်ပြီးမှတောင်းဆိုရတဲ့အရာလည်းဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ရဲ့ကလေးများကိုအားပေးအားမြောက်ခြင်းအဖြစ်ပါဝင်နေကြတော့မိဘပြည်သူများကိုအားလုံးကအထူးပဲကျေးဇူးတင်ရှိပါတယ်ဒါပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ရခိုင်ရိုးရာအဖွဲ့ကနေပြီးတော့ရခိုင်တချင်းဝေတာလီဆိုတဲ့တခြင်းနဲ့ကျမတို့တစ်ခေါက်ပြန်ပြီးတော့ရှုစားကြရမှာဖြစ်ပါတယ်ရှင်အခုကတော့ကျမတို့ Christmas dance က primary training နဲ့များကိုလက်ခုပ်တီးခြင်းအဖြစ်ကြိုဆိုကြပါစို့လက်ခုပ်တန်း